ဝမ်ကွဲတော်ဆက်သူကသူမရဲ့သားကိုကိုမိုတို CEO ကငွေစားပေးဖို့စ조사နေပါတယ်။သူနာဆောင်ကိုရောက်တဲ့အခါမှာတော့ကလေးငယ်က CEO ရဲ့ကတင်ပေးမှာပုံမြင်တွေပြောပြနေတာကိုတွေ့လိုက်ရတယ်။ဒီကလေးဟာပေအီမီသားစုကိုကတ်တွယ်ပြီးပိုင်ဆိုင်မှုတွေကိုလိုချင်လို့အခုလိုလုပ်နေတာလို့သူမကထင်လိုက်တယ်။ဒါကြောင့်ဥက္ကဋ္ဌကြီးကလေးငယ်ကိုမုန်းသွားအောင်ကလေးငယ်ကိုအဖြစ်ကောင်ဖြစ်အောင်လုပ်ဖို့အစီအကံကိုခိုင်းလိုက်တယ်။ပထမဆုံးအနေနဲ့ကလေးငယ်ကို CEO ရဲ့ခန္ဓာကိုယ်ကိုတုပ်ပေးဖို့ရေသွားခိုင်းလိုက်တယ်ပြီးတော့CEO ရဲ့မျက်နှာပေါ်ကိုအမည်မသိအမှုန့်တွေလျှို့ဝှက်ပြီးဖြူလိုက်တယ်။ကလေးကရေနဲ့တုပ်ပြီးသွားတဲ့အခါ CEO ရဲ့မျက်နှာမှာအနီဖုတွေထွက်လာတော့တယ်။ချက်ချင်းပဲသူမကကလေးငယ်က CEO ကိုတမင်တက်တက်ထိခိုက်အောင်လုပ်တယ်လို့ဆွဆွဲလိုက်တယ်ကလေးငယ်ကိုဆုံးမဖို့ပြင်နေတော့မှပဲအတန်ကြားလို့မိမတယောက်ပြေးလာပြီးတားဆီးလိုက်တယ်ကလေးရဲ့အမေမန်းတည်သွားတဲ့အခါမှာတော့သူမရဲ့ဒေါသတွေကိုကလေးအမေစီပုံချလိုက်တယ်မိခင်ဖြစ်သူအနိုင်ကျင့်ခံနေရတာကိုမြင်တော့ကလေးငယ်ကစိတ်တူပြီးသူမကိုတွန်းထုတ်လိုက်တယ်အတန်တွေဆူညံနေတာကြောင့် CEO နိုးလာမဲ့အရေးအယောင်ပြလာတော့ကလေးကဖေဖေနိုးတော့မယ်လို့ဝမ်းသာအားရအော်ပြောတယ်အဲ့ဒီအချိန်မှာပဲဝမ်းကွဲတော်ဆက်သူ့ရဲ့သားကကလေးငယ်ကိုမြေကြီးပေါ်တွန်းလဲလိုက်ပြီးသူကငါ့ဖေမင်းဖေမဟုတ်ဘူးလို့ပြောလိုက်တယ်ပြီးတော့ကလေးငယ်ကိုအပြင်ကိုမောင်းထုတ်လိုက်တဲ့စိတ်ပြက်လက်ပြက်နဲ့ကလေးငယ်ကဖေဖေလို့အော်ခေါ်လိုက်တယ်အဲ့ဒီအတန်ကမိမဖြစ်သူရဲ့အာယုံကိုဖန်ဆားလိုက်တယ်ကတင်ပေါ်ကအမျိုးသားကသူမရဲ့ရေးစားအောင်ဖြစ်နေလို့ပါဒီအချိန်မှာပဲအမျိုးသမီးက CEO ရဲ့နာမည်ကိုခေါ်လိုက်တာကိုကြားတော့သူမက CEO ကိုညှို့ဆွဲနေတယ်လို့ထင်သွားတယ်မင်းအိမ်မက်မမက်နဲ့ CEO ကပေအီမီသားစုရဲ့လူငယ်မင်းသားမင်းလို့တော်သူတယောက်နဲ့ဘလို့မှမပတ်သက်နိုင်ဘူးလို့ကြမ်းတမ်းစွာသတိပေးလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအမျိုးသမီးရဲ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့မျှော်လင့်ချက်တွေပျောက်ကွယ်သွားတယ်သူမမှတ်မိတဲ့ရီးစားကပစ္စည်းပို့တဲ့သူပဲဖြစ်ပြီးပေအီမီသားစုရဲ့လူငယ်မင်းသားဖြစ်ဖို့မဖြစ်နိုင်ဘူးလို့တွေးမိသွားတယ်သူမကသူမရဲ့သားကိုလွှတ်ပေးဖို့တောင်းပန်နေတယ်တစ်ဖက်မှာလည်းလက်ထောက်က CEO ရဲ့ရေးစားဖုန်းနံပါတ်ကိုရှာတွေ့သွားပြီးဥက္ကဋ္ဌကအိမ်ထင်းကိုဖုန်းဆက်ခိုင်းလိုက်တယ်ဒါပေမဲ့ဖုန်းမဆက်ခင်မှာပဲအစီကံကဖုန်းကိုချလိုက်တဲ့ဥက္ကဋ္ဌကလက်ထောက်ကိုတီနေရရှာခိုင်းပြီးစေးရုံကိုအမြန်ဆုံးသွားလိုက်တယ်သူကသူ့သားကိုသတင်းကောင်းပြောပြဖို့ရည်ရွယ်ထားတာပါကလေးငယ်တောင်းပန်နေတာကိုမမှုပဲမျိုးသမီးရဲ့ခြေထောက်ကိုချိုးမယ်လို့ချင်းချောက်နေတဲ့ဥက္ကဋ္ဌကြီးလမ်းမှာရှိနေတာကိုတော့သူမမသိရှာဘူးသူမလုပ်ရအတွက်လည်းအကြီးကျယ်နှောင့်တရတော့မှာပါCEO ကတော့ရေးစားဖြစ်သူရဲ့နာမည်ကိုတွတ်တွတ်ခေါ်နေတာကိုဘယ်သူမှသတိမထားမိကြဘူးခဏအကြာမှာပဲဥက္ကဋ္ဌကြီးအခန်းတကားကိုတွန်းဖွင့်ပြီးငါမြေးကိုဘယ်သူရဲရဲရင်ရိုက်နေတာလဲလို့အော်ပြောလိုက်တယ်ရုတ်တရက် CEO နိုးထလာပြီးထိုင်လိုက်တယ်သူ့ရဲ့ပထမဆုံးလုပ်ရက်ကသူ့သားရဲ့နာမည်ကိုခေါ်လိုက်တာပါပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အားလုံးအံ့အားသင့်သွားကြတယ်